Studio Ghibli ရဲ့နာမည်ကြီးကာတွန်းကားနှစ်ကားကို 4K ရုပ်ထွက်အဖြစ်ပြန်ထုတ်ပြီးရုံတွေမှာပြန်ပြနေပြီဆိုတာမိတ်ဆွေသိပါသလား။ဒါက Studio Ghibli ရဲ့ကာတွန်းကားတွေကိုနှစ်သက်မြတ်နိုးတဲ့ပရိသတ်တွေအတွက်သတင်းကောင်းဖြစ်ပါတယ်။ဒီလိုပြန်လေအသက်သွင်းရမှာဘလို့ခက်ခဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရလဲဆိုတာမိတ်ဆွေတွေးကြည့်မိမှာပါ။ Studio Ghibli ကားရဲ့ရုပ်ရှင်ဓာတ်ပုံပညာရှင် Atsushi Okui ကဒီ 4K ပြန်လည်ဖန်တီးမှုမှာဦးဆောင်ခဲ့သူဖြစ်ပါတယ်။သူဟာ1993ခုနှစ်ကလေးလာ Ghibli ရဲ့ကားတိုင်နီးပါးမှာပါဝင်ခဲ့သူပါ။ဒီကားရဲ့ပြန်လည်မွေးခွာခြင်းမှာသူ့ရဲ့အခန်းကဏ္ဍကဘယ်လောက်အရေးပါလဲဆိုတာစိတ်ဝင်စားနားထောင်ကြည့်အောင် Whisper of the Heart ဆိုတဲ့ကားကအနောက်တိုင်းမှာတိတ်မထင်ရှားပေမဲ့ဂျပန်မှာတော့ပရိသတ်အများအပြားကချစ်ခင်ကြပါတယ်။ဇလန်တွေကဆေးဆေးကြီးဆာကူရာဦးကမြို့တော်ပရိသတ်တွေကဖျားဖူးတယ်လို့မျိုးတွားရောက်လေးရှိပါတယ်။ဒီလိုအားသာချက်တွေရှိတဲ့ကားကို 4K အနေနဲ့ပြန်ဖန်တီးတာဘာကြောင့်အရေးကြီးခဲ့တာလဲ Ghibli ရဲ့ကားအလုံးကိုဆယ်စုနှစ်တခုကျော်ကလေးက digital စနစ်နဲ့မှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကမှတ်တမ်းတင်ထားတာက 4K ရုပ်ထွက်တဲ့ပြန်ပြင်ဆင်ဖို့လိုအပ်နေခဲ့ပါတယ်။အယောင်ချိန်ကြီးရဲ့နည်းပညာတွေအများကြီးတိုးတက်လာတော့ဒါကိုအခွင့်ကောင်းယူပြီးရုပ်ထွက်အကောင်းဆုံးရအောင်ဖန်တီးခဲ့ကြပါတယ်အရင်တော့ကဆိုရင်ကာတွန်းပကြီးကားရဲ့အယောင်တွေဟာတောက်ပပေမဲ့ရုပ်ရှင်ပေါ်မှာတော့အယောင်ကွာခြားသွားတတ်ပါတယ်။ဒါကြောင့်မူရင်းကာတွန်းပကြီးရဲ့အယောင်အတိုင်းဓာတ်ရိုက်ပြန်လုပ်တာမျိုးမဟုတ်ပဲပရိသတ်တွေရုပ်ရှင်ရုံမှာအမှန်တကယ်မြင်တွေ့ခဲ့ရတဲ့အယောင်မျိုးကိုပြန်ဖန်တီးဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီကားရဲ့အထင်ကရညီထွက်တဲ့မြင်ကွင်းကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာစိတ်ဝင်စားစရာပါနေထွက်တဲ့မြင်ကွင်းကိုဖန်တီးဖို့အတွက်တာမာမွတ်အနောက်ဘက်ကတောင်ကုန်းထူထပ်တဲ့တာမာကျူရီအိုဆိုတဲ့နေရာကိုသူတို့တွားခဲ့ကြပါတယ်။ဖေဖော်ဝါရီလရဲ့အယွန်းဦး9နာရီခန့်မှာအေးဒန်ကိုခံပြီးဗီဒီယိုကင်မရာတွေနဲ့မှတ်တမ်းတင်ခဲ့တာပါ။ပြီးတော့ဒီမြင်ကွင်းကိုကာတွန်းအဖြစ်ပြန်ပြောင်းရမှာအလင်းရောင်ကိုအလွှားပေါင်းများစွာခံပြီးဖန်တီးခဲ့တာလည်းစိတ်ဝင်စားစရာပါပဲ။ဒီကားရဲ့ director Yoshifumi Kondo ဟာစက်ကောင်တွေရဲ့လှုပ်ရှားမှုကိုလက်တွေ့ကျကျဖန်တီးနိုင်တဲ့ပါရမီရှင်တူပါသူတို့ဟာရိုးရှင်းတဲ့ကြောင်သားဘဝနဲ့နေစင်ဘဝကိုသရုပ်ဖော်တဲ့အခါအသေးစိတ်ကိုတေးသေးချာချာဂရုစိုက်ခဲ့ကြပါတယ်ဒါကစိတ်ကူးရင်ဆန်တဲ့ရှူဂျိုမန်ဂါကို Ghibli ရဲ့လက်တွေ့ဆန်တဲ့အမှုပညာနဲ့ပေါင်းစပ်လိုက်တာပါပဲဇဝဝင်ခန်းထဲကရှီဇုကုကောင်းကင်ညမှာပြန်ထမ်းတဲ့စိတ်ကူးရဲ့မြင်ကွင်းကိုတော့နာအိုဟိဆာအီနိုအိကနောက်ခံပုံနဲ့ဖန်တီးပေးခဲ့ပြီးမီယာဆာကီကဒါရိုက်တာလုပ်ခဲ့ပါတယ်ဒီလိုမြင်ကွင်းဒီမှာကာတုံးစက်ကောင်တွေပြန်ထမ်းနေလာကိုအနက်ဆိုင်ဆုံးဖြစ်အောင်ဖျော်ဖို့ digital နည်းပညာကိုအသုံးပြုခဲ့ပါတယ်။ယထာပရင်းပေါက်ကနေမြင်ရတဲ့ရှုခင်းတွေဟာလည်းအိုကူအီရဲ့ဂယုဆိုင်မှုရဲ့သက်သေပါပဲ။သူဟာဟီဂါရှိကိုကနေဘူတာကနေယထာထွက်ခွာပုံကိုဗီဒီယိုရိုက်ယူပြီးအရှိန်မြင့်တင်ပုံကိုတိတိကျကျပြန်ဖန်တီးခဲ့ပါတယ်။နောက်ဆုံး credit မှာလူတွေနေ့တနေ့တာရဲ့မနက်ခင်းကနေညနေထိဖြတ်တန်းသွားလာပုံကိုလည်းတိတိကျကျသရုပ်ဖော်ထားပါတယ်The Secret World of Arrietty ဟာလည်း director တဲ့ Hiromasa Yonebayashi ရဲ့လက်ရပါ။ Okui ကသူတို့ရဲ့ဇွဲလုံလာတွေချွေးတွေမျက်ရည်တွေကိုကားတိုင်းမှာထည့်သွင်းထားတယ်လို့ဆိုပါတယ်။ Ghibli ရဲ့ရုံးဝင်ငွေအများဆုံးရခဲ့တဲ့ကားတွေထဲမှာ Arrietty က The Boy and the Heron မတိုင်ခင်အထိထိတ်ဆုံးကပါဝင်ခဲ့ပါတယ်။ Ghibli အတွက်တော့မီယာဇာကီရိုက်တဲ့ကားနဲ့မရိုက်တဲ့ကားဆိုပြီးခွဲခြားထားတာမရှိပါဘူး။ကားတကားစီတိုင်းမှာသူတို့ရဲ့အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုတွေပါဝင်ပါတယ်။ဒီလိုကားကောင်းတွေကို 4K ရုပ်ထွက်နဲ့ပရိသတ်တွေစီပြန်လည်ပို့ဆောင်နိုင်တာဟာသူတို့အတွက်ပီတိဖြစ်စရာပါပဲ။ဆယ်စုနှစ်ခုကျော်အထက်က digital မှတ်တမ်းခင်တာဟာ Blu-ray အတွက်စားခဲ့တာပါ။အခုတော့ 4K နည်းပညာတွေတိုးတက်လာတာကြောင့် Ghibli ကားတွေကိုရုံးမှာကောင်းဆုံးရုပ်ထွက်ရမြင်နိုင်ဖို့ပြန်လည်ပြုပြင်နေတာပါ။ဒီလိုဇလန်တွေက Ghibli ရဲ့ရီမချိုင်ကြီးမားပုံကိုပြသနေတာမို့သူတို့ရဲ့နောက်ထပ်စံတင်မှုတွေကိုဆက်လက်ဆောင်မြော်နေမိမှာပါ